မြန်မာတထေးတွေကိုငါးချင်ဆက်လေးချက်ကျွေးလိုက်တာထိုင်းဖူးနဲ့တူတယ်လို့ပဲနော်တဲ့အမေဒါမျိုးတော့ဘယ်ရမလဲမြန်မာမကိုယ်တိုင်ချက်တာဆိုတော့မြန်မာဖူးပါနော်လို့ပြန်ပြောလိုက်တာပေါ့ငါကတော့ဒီငါ့ကိုတုံးထားပါတယ်ငါနာမည်ကတော့ဘယ်လိုခေါ်လဲမသိပါဘူးရှင်ပင်လယ်နဲ့နီးတဲ့ဒေသကလည်းမဟုတ်တော့ပင်လယ်ထဲကလာတဲ့ငါးတွေရဲ့နာမည်တွေတော်တော်များများကိုမသိပါဘူးရှင်ငါကိုနေတော့တုံးလေးတွေတုံးပြီးတော့အရသာအတွက်စားငရုတ်ကောင်းနှွှင်းထည့်ပြီးတော့နေပြီးထားလိုက်ပါတယ်အချင်ဆက်ချက်တဲ့ခါကျရင်ဒီလိုအရသာတွေနေပြီးနိုင်ဝက်လောက်နှက်ထားမှအသားတဲ့ထိအရသာတွေရောက်ဝင်တာပါတွန်ဖြူချင်းရုပ်သီးစီမွေနဲ့စားလေးနဲ့ငယ်ကိုလည်းထည့်ပြီးတော့မှထောင်းပေးထားလိုက်ပါတယ်ရှင်မကသူတို့ကိုစားစေခြင်းနဲ့စေနာရှိလို့သာကြံဖန်ပြီးတော့ချက်ကျွေးတာပါမြန်မာပြည်မှာလိုပစ္စည်းရတော့မစုံဘူးပေါ့နော်ထောင်းထားတာတွေညက်လာပြီဆိုရင်တော့တက်မြသီးညစ်ထည့်ပြီးတော့မှဖျော်ပေးထားလိုက်ပါမယ်ရှင်ရင်နွေးပွက်ပွက်ဆူထဲမှာဆက်ထားတဲ့အချင်ရည်တွေကိုထည့်ပြီးတော့9မိနစ်လောက်တည်ပေးလိုက်ပါမယ်ပြီးတော့မှအရသာနေနဲ့ထားတဲ့ငါးကိုထည့်လိုက်တယ်လိုချက်လိုက်တာကငါးကိုအရသာနေပြီးနိုင်ဝက်လောက်နှက်ထားတော့တောင်းတောင်းလေးဖြစ်နေတာရဲ့ပွက်ပွက်ဆူနေတဲ့အချင်ရည်တွေကိုငါးထည့်လိုက်တာကပုံမှန်ငါးစားရတာထက်ထုတ်ထုတ်ကလေးနဲ့ပို့ပြီးစားကောင်းပါတယ်ရေကလည်းမွေးကြိုင်ပြီးတော့မှချင်ဆက်ထိမိနေတဲ့အပြင်သားကလည်းထုတ်ထုတ်ကလေးနဲ့အရသာရှိနေတော့ဒီလိုဟင်းပွဲမျိုးမှမကြိုက်ရင်ဘယ်လိုဟင်းပွဲမျိုးကြိုက်တော့မလဲနော်အညီနံပြောက်ဖို့အတွက်ကတော့ရှမ်းနန်နန်တို့ဖက်ဖယ်တို့မရှိတော့တံမြာသီးချောင်းနဲ့ဂျင်းကိုနိုင်နိုင်လေးသုံးထားပါတယ်တံမြာသီးကအစိုးရ6ကိုသုံးထားတာမို့လို့ဟင်းပွဲချလိုက်တဲ့ချိန်မှာတော့တံမြာနဲ့တင်းတင်းလေးရနေပြီးတော့ရေတောက်လိုက်တဲ့ချိန်မှာလည်းဂရင်းရှင်းသွားတဲ့ခံစားချက်မျိုးကိုရနေမှာပါလိုငါးချင်ဆက်ကိုချင်စော်ကားသီးနဲ့ချက်ရင်လည်းအရန်ကောင်းပါတယ်အမကတော့ရှိတာလေးနဲ့အကောင်းဆုံးချက်တဲ့သူမို့လို့တခြားသူတွေရဲ့ချက်နီးနဲ့တော့တူချင်မှတူပါလိမ့်မယ်ရှင်ကျေးဇူးပါရှင်ဘိုင်ဘိုင်